မင်္ဂလာပါရမ Institute နိုင်ငံသူတေသနာဌာနနဲ့လွတ်လပ်သောမိုးတဲ့ agency တို့ပူးပေါင်းတင်ဆက်တဲ့ငင်းချင်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မွန်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုနဲ့ပဋိပက္ခအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါ2026ခုနှစ်ဇူလိုင်လ23ရက်နေ့ကနေဩဂုတ်လ14ရက်နေ့အထိတလတာကာလတွင်မွန်ပြည်နယ်နဲ့အနီးအနားဆက်ဆက်ဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့စစ်ရေးတင်းမာမှုနဲ့ပဋိပက္ခအခြေအနေတွေကိုဒီတစ်ပတ်ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်မှာပဲပြောပြပေးသွားမှာဖြစ်ပါတယ်။အခုလိုမိုးသွင်းကာလဖြစ်နေပေမဲ့တိုက်ပွဲတွေဟာရဲသက်သွားခြင်းမရှိခဲ့ပါဘူးဒီတလတာအတွင်းမွန်ပြည်နယ်ထဲမှာမြေပြင်တိုက်ပွဲ3ကြိမ်လေကြောင်းတိုက်ခိုက်မှု2ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှု9ကြိမ်လောက်ဖြစ်ပွားခဲ့တယ်လို့သတင်းအချက်အလက်တွေအရသိရပါတယ်မွန်ပြည်နယ်တဲကမြေပြင်တိုက်ပွဲတွေကိုလေ့လာကြည့်ရင်တောင်ပိုင်းရေးမြို့နယ်အတွင်းမှာပဲဖြစ်ပွားခဲ့တာတွေ့ရပါတယ်ဇူလိုင်လ16ရက်နေ့ခေါစာမြို့အနီးမှာမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လက်အောက်ခံမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့စစ်အုပ်စုတို့ကြားနှစ်ဖက်ပစ်ခတ်မှုတွေအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ဇူလိုင်လ26ရက်နေ့မှာလည်းအောင်သာယာနဲ့ကနင်ကမောရွာကြားမှာKNU KNA တပ်ရင်29လက်အောက်ခံတပင်ရွှေထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်အုပ်စုတို့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒါပြင်ဩဂုတ်လ10ရက်နေ့အောင်တပေရွာဟောင်းအနီးမှာတော့ NMSP AD လက်အောက်ခံရမ မွန်တပ်တော် RMA PDF နီးပြူဟာ33လက်အောက်ခံရေးပြောက်ကြားတပ် YGF တို့နဲ့စစ်အုပ်စုအကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ဒီတိုက်ပွဲတွေဟာပျောက်ကြားစစ်စင်ရေးအစ်စ်မှာပဲရှိသေးပေမဲ့စစ်အုပ်စုဘက်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေပါပြုလုပ်လာတာကြောင့်စစ်ရေးတင်းမာမှုတွေပုံမမြင့်တက်လာနေပါတယ်အထူးသဖြင့်ဩဂုတ်လ17ရက်နေ့မှာရေမြို့နယ်စော်ကဲရွာခေါ်စော်ထရွာအနီးကဥယျာဉ်ခြံတစ်ခုကိုစစ်အုပ်စုကပေါင်900ပုံ3လုံးကျဲချခဲ့တယ်လို့မင်းလှရွာခေါ်လိပ်ပုတ်ရွာကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်ဒီကြီးရွာတွေဟာ KU ထင်းချုံနယ်မြေထဲမှာရှိတာဖြစ်ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့အင်မနာသတင်းမှာဖော်ပြထားပါတယ်တစ်ဖက်မှာလည်းမွန်ပြည်နယ်မြောက်ပိုင်းဘီလင်းနဲ့စိုက်ထုံမြို့နယ်တွေမှာမြေပြင်တိုက်ပွဲမဖြစ်ပေမဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဩဂုတ်လ4ရက်နေ့ကဘီလင်းမြို့နယ်လဲတော်ကြီးနဲ့ဖိုးဝါသိန်းရွာတို့ကိုညချင်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့စိုက်ထုံမြို့နယ်ကြောက်ဖြားရွာအနီးကိုပေါင်900ပုံနှလုံးကျဲချခဲ့ပြီးစီပြောင်းကညင်တောင်နဲ့မိုးပေါ်ရွာဟောင်းတို့ကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဩဂုတ်လ9ရက်နေ့ကစိုက်ထုံမြို့နယ်ငပြောတော်ရွာကိုအမှတ်44တမဟာဌာနချုပ်ကနေလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်တွေဟာမွန်ပြည်နယ်မြောက်ပိုင်းမှာမြေပြင်တိုက်ပွဲမရှိဘဲတိုင်အောင်စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားတွေရဲ့လုံခြုံရေးပေါ်စိုးရိမ်မှုတွေဆက်လက်ကြီးမားနေဆဲဖြစ်ကြောင်းပြသနေတာဖြစ်ပါတယ်။လက်ရှိမြေပြင်တိုက်ပွဲတွေဟာစစ်အုပ်စုရဲ့စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ရာကနေဖြစ်ပွားခဲ့တာအများစုဖြစ်ပါတယ်။ဒါဟာစစ်အုပ်စုဘက်ကကင်းလှည့်တာနဲ့စစ်ကြောင်းထိုးတာတွေကိုပုံမလောက်ဆောင်လာတဲ့ကိုပြသနေပါတယ်။ဒါပြင်ရွေးကောက်ပွဲလုံးမဟာဗျူဟာမြောက်စီမံကိန်းတွေအတွက်အရေးပါတဲ့ဖျားကြီးမော်လမြိုင်တဝယ်မြိတ်ကော့တောင်ပြည်ထောင်စုလမ်းမကြီးဟာမွန်ပြည်နယ်ကိုဖျက်ဆီးတည်ရှိနေပါတယ်။အထူးသဖြင့်တမျိုးဆက်ရေမလွဲတောင်လမ်းပိုင်းကိုတော်လှန်ရေးအဖွဲ့တို့ကနေရာအများစုထိန်းချုပ်ထားတာကြောင့်စစ်အုပ်စုတွေစူးညောင်းခလုတ်ဖြစ်နေရပါတယ်။ဒီလမ်းပိုင်းကိုပြန်လည်စိုးမိုးဖို့စစ်အုပ်စုကစစ်ကြောင်းထုံမှုတွေပုံမပြုလုပ်လာနိုင်တယ်လို့တော်လှန်ရေးအဖွဲ့တွေဘက်ကလည်းထိန်းချုပ်ထားနိုင်ရေးဆက်လက်ကြိုးပမ်းသွားမှာဖြစ်လို့နှစ်ဖက်စစ်ရေးထွေထွေမှုတော့ဘယ်လောက်ထိပြောင်းလဲလာမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်ယခုသုံးသက်ချက်စာရန်ကိုရမ Institute မှနိုင်ငံရေးသုတေသီများရေးသားထားပြီးအင်မနာကရုပ်သံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။